မြန်မာပြည်ဟာရွှေရောင်ဝင်းပပြီးဆိုင်းလန်းတဲ့တောတောင်တွေနဲ့ယဉ်ကျေးမှုအမွေအနှစ်တွေပြည့်နှက်နေတဲ့နိုင်ငံတစ်ခုပါယနေ့ခေတ်မှာကျမတို့မြန်မာပြည်ရဲ့ခမ်းနားမှုတွေကိုခန်းစားနေကြရပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမြန်မာပြည်ကိုနိုင်ငံခြားသားတွေဘယ်လိုမြင်ခဲ့ကြတယ်လို့ထင်ပါတယ်လေ18ရာစုနောက်ပိုင်းကနေ19ရာစုအစောပိုင်းကုန်းမောင်ခေတ်ကာလများမှာ British Empire ဟာအရှေ့တောင်အာရှကိုစတင်ခြေချလာခဲ့ပါတယ်သူတို့ရဲ့စစ်တပ်တွေအုပ်ချုပ်သူတွေနဲ့အတူတန်နမန်တွေစာရေးဆရာတွေလည်းပါလာခဲ့ကြတယ်။သူတို့ဟာမြန်မာပြည်ကိုအနီးကပ်လေးလာခွင့်ရခဲ့ပြီးသူတို့ရဲ့မှတ်တမ်းမရာတွေဟာလည်းမြန်မာသမိုင်းအတွက်အဖိုးမဖြတ်နိုင်တဲ့မှန်တစ်ချက်ဖြစ်ခဲ့ပါတယ်။ British တန်နမန်တွေမြင်ခဲ့ရတဲ့မြန်မာဘုရင်တွေဟာအင်မတန်အစွမ်းထက်ပြီးကြီးကျယ်ခမ်းနားကြပါတယ်။ဘုရင်တွေရဲ့ခန့်ညာမှုနန်းတွေးဒလိထုံးတန်းတွေရဲ့ရှုပ်ထွေးမှုနဲ့အခမ်းအနားတွေရဲ့ခမ်းနားထေဝါမှုကိုသူတို့အံ့ဩခဲ့ကြရပါတယ်။အထူးသဖြင့်မြန်မာဘုရင်တွေရဲ့နေမြေချဲ့ထွင်လိုစိတ်နဲ့စစ်ရေးအစွမ်းစာရည်ကိုသူတို့မှတ်တမ်းကျင်နိုင်ခဲ့ကြပါတယ်။ဘုရင်နဲ့နန်းတွဲအပြင်ဘက်မှာလည်းသူတို့ဟာရိုးသားကြိုးစားတဲ့မြန်မာလူမျိုးတွေကိုတွေ့မြင်ခဲ့ကြပါတယ်။မြန်မာရိုးရယဉ်ကျေးမှုဝိစားစီရင်မှုပွဲလန်းသဘင်တွေနဲ့နေ့စဉ်ဘဝပုံစံတွေကိုလည်းမှတ်တမ်းတင်ခဲ့ကြပါတယ်။အမျိုးသမီးတွေရဲ့လုပ်ငန်းခွင်မှာပါဝင်မှုဘာသာရေးကိုင်းဆိုင်မှုတွေဟာအင်္ဂလိပ်တွေအတွက်ထူးခြားဆန်းသစ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ကံမကောင်းစွာနေပဲအင်္ဂလိပ်မြန်မာစစ်ပွဲကြီး၃ကြိမ်ဖြစ်ပွားခဲ့ပြီးဒီစစ်ပွဲတွေဟာမြန်မာပြည်ကိုဗြိတိရှလက်အောက်ရောက်ရှိစေခဲ့ပါတယ်။အင်္ဂလိပ်တန်တမန်နဲ့စစ်ပတ်မှတ်တမ်းတွေဟာဒီစစ်ပွဲတွေရဲ့အကြောင်းအရင်းစစ်ရေးပြူဟာတွေနဲ့နောက်ဆက်တွဲပြောင်းလဲမှုတွေကိုအသေးစိတ်မှတ်တမ်းတင်ထားခဲ့တာတွေ့ရပါတယ်။မြန်မာတွေရဲ့ရဲစွမ်းသက်တည်မဲ့စီကံကောင်းမွန်မှုတွေအကြောင်းကိုလည်းရေးသားခဲ့ကြပါသေးတယ်။နောက်ဆုံးမှာတော့1885ခုနှစ်တတိယအင်္ဂလိပ်မြန်မာစစ်ပွဲအပြီးမှာမန္တလေးနန်းတော်ကြီးကျဆုံးခဲ့ပြီးမြန်မာဘုရင်တီဘောမင်းလည်းပါတော်မူခဲ့ရပါတယ်။ British တန်တမန်တွေရဲ့မှတ်ကမ်းတွေကအဲ့ဒီနေ့ရက်တွေရဲ့ဝမ်းနည်းဖွယ်ရာအဖြစ်အပျက်တွေမြန်မာတွေရဲ့ခံစားချက်တွေကိုဖော်ပြနေသလိုပါပဲ။ဒီအင်္ဂလိပ်မှတ်တမ်းတွေဟာကျမတို့ရှေးဟောင်းဘိုးဘွားတွေရဲ့လူနေမှုဘဝပုံစံနိုင်ငံရေးအခြေအနေတွေနဲ့မြန်မာပြည်ရဲ့ကံကြမ္မာကိုသိရှိနားလည်ဖို့အဖိုးတန်တဲ့သမိုင်းဝင်အထောက်အထားတွေပါပဲ။ယခုလိုဗဟုသုတအကြောင်းအရာများနဲ့ထူးဆန်းထွေလာအကြောင်းအရာများကိုနားဆင်ကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ The Insight Myanmar page လေးကို like and follow လုပ်ထားဖို့မမေ့ပါနော်